ကျွန်တော်ကျန်းစာကြောင်းတက်တော့အဖြစ်ပြက်လေးတစ်ခုပေါ့နော်အဲ့ဒါကျောင်းသားတိုင်းဖြစ်မယ်ထင်ပါတယ်ဖြစ်ပြက်လေးနော်ဆိုတော့ကျန်းစာကြောင်းတက်တယ်ဆိုတော့ကျန်းစာကြောင်းသားပေါ့ဗျာကျောင်းသားဆိုတော့လေကျောင်းသားရဲ့တာဝန်ရှိတယ်လေနော်ဆိုတော့ကျောင်းသားတစ်ယောက်ရဲ့တာဝန်ကဘာလုပ်ရမလဲဆိုတော့စာလုပ်ရမယ်နော်ဆိုတော့ကျွန်တော်ကျန်းစာကြောင်းမှာဆိုစာလုပ်ဖို့အတွက်ကစာဖတ်ရမယ်စာဖတ်တာပုံများတယ်စာဖတ်ပြီးတော့ papers တွေရေးရတယ်တခြား outing activity တွေလည်းရှိပါတယ်ဒါပေမဲ့ paper တွေရေးရတာပုံများတယ်ဆိုတော့အဲ့လို attendance ကိုတက်တော့မယ်အခါမှာဆိုလို့ရှိရင်မတက်ခင်မှာကလေးကူကသူတို့ကအဲ့ဒီ syllabus တွေပေးထားသင်ရိုးတွေပေးထားပြီးသားဖြစ်တယ်ဆိုတော့ပထမရက်ကတည်းကသင်ရိုးတွေပေးထားပြီးတဲ့အခါမှာ date တွေကိုကြည့်လိုက်လို့ရှိရင် due date ကရှိပြီးသားဘယ်နေ့မှာဘယ် assignment က due မယ်ဆိုတာပါပြီးသားရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ပြဿနာအဲ့မှာပဲကြိုလောက်ထားရင်ဆွဆွစီပြီးမယ်ဗျာဒါပေမဲ့လေအချိန်ရှိပါသေးတယ်ဆိုပြီးတော့ကျွန်တော်ကဆွဲနေနေလေအချိန်ကတဖြည်းဖြည်းကတ်လာတဲ့အခါမှာကျွန်တော်ဇောချွေးတွေထွက်လာအောင်နော်စိုးရိမ်စိတ်တွေလည်းဝင်လာအောင်စိုးရိမ်စိတ်ဝင်လာအချိန်တွေကကတ်လာတဲ့အခါမှာဟိုစား rush လုပ်ရအောင်ပေါ့နော်ကောင်းကောင်းမှုအချိန်မရှိတော့ဘူးပြောအောင်ဆိုတော့ကျွန်တော်ကိုစာမလုပ်ချင်အောင်စာမလုပ်ဖြစ်အောင်ဒီ class ကိုအောင်နောက်ဆက်တဲ့အရာတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ဆက်တဲ့အရာတွေကလည်းကျွန်တော်ကိုယ်တိုင်ပဲကျွန်တော်စိတ်ပဲကျွန်တော်ရဲ့ပြင်းရည်တဲ့စိတ်ကျွန်တော်ရဲ့social media ပေါ်မှာအချိန်အရန်ပေးတဲ့စိတ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ time management ပေါ့နော်မကောင်းတဲ့အရာပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုးအချိန်ကကက်လာတာနဲ့များကျွန်တော်ရဲ့မကောင်းတဲ့အရာကအဲ့စိုးရိမ်နေစိတ်နဲ့ပို့ပြီးတော့လေပို့ပြီးတော့ rush ဖြစ်အောင်ဒါကျွန်တော်ကြောင်းတက်တော့ကြုံတွေ့ရတဲ့တကယ် struggle တစ်ခုဖြစ်တယ်ဒီမှာလဲကြောင်းတက်နေတဲ့လူတွေလည်းခံစားမိမယ်ထင်ပါတယ်အဲ့လိုတော်တော်များများပါကျွန်တော်တို့ဗမာပြည်သူပြည်သားတွေက time management ကတ်မှလောက်ကြတဲ့အဖွဲ့တွေနော်အဲ့လိုပေါ့နော်ဆိုတော့ဒီလိုပဲဗျကျွန်တော်တို့လောကမှာအောင်မြင်မှုတစ်ခုကိုရဖို့အတွက်အဲ့ဒီအောင်မြင်မှုနဲ့ထိုက်တန်တဲ့အခက်အခဲအတားအဆီးကိုကြုံရမယ်အဲ့ဒီခက်ခဲမှုတားဆီးမှုတွေအောင်မြင်မှုကိုရတာဖြစ်တယ်လို့ပါပဲခရိယန်တယောက်အနေနဲ့လဲကျွန်တော်တို့ပန်းတိုင်ကိုသွားနေတဲ့အခါမှာဖခင်အလိုရှိတဲ့အသက်တာကိုအသက်ရှင်နေတဲ့အခါမှာဖခင်ခိုင်းတဲ့အလုပ်ကိုလုပ်နေတဲ့အခါမှာအခက်အခဲရှိတယ်အတားအဆီးရှိတယ်အနောက်အရှက်ဆိုတာအမြဲတမ်းရှိတယ်ဒီနေ့ကျွန်တော်ဝင်ကားမဲ့အကြောင်းအရာကကျွန်တော်တို့ယုံကြည်သူတွေကြုံတွေ့နေရတယ်ကြုံတွေ့ရမယ်အနောက်အရှက်တနည်းအားဖြင့်ဝိညာဉ်ရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့တိုက်ပွဲပေါ့နော်တနည်းအားဖြင့်တချို့ဆိုရင်ဝိညာဉ်တိုက်ပွဲလို့ခေါ်ကြတယ်အဲဒီအကြောင်းအရာနဲ့ပတ်သက်တယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့အချိန်ကာလကိုကြုံတွေ့နေရတဲ့အခါမှာဒီတိုက်ပွဲကိုဝင်နေရတဲ့အခါမှာကျွန်တော်တို့ဘယ်လိုပြင်ဆင်ရမလဲဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုဝင်ငါမှာဖြစ်တယ်အဲ့ဒီအတွက်အခြေပြုထားတဲ့ကျမ်းပိုက်ကလည်းကျွန်တော်တို့ cell group မှာအခုကျွန်တော်တို့လေ့လာနေတဲ့နေဟေမိတွေကပဲဖြစ်တယ်ကျွန်တော်တို့အဲ့ဒါကိုကြော်သွားပြီးနေဟေမိအခန်းကြီး၄တဲကဖြစ်တယ်ဆိုတော့ကျွန်တော်နဲ့အတူဒါလေးကိုအတူတကွဖတ်ပေးပါလားနော်1 2 3လှုပ်တည်ကြီးကျယ်လာ၏ဒါအခန်းငယ်19တဲကဖြစ်တယ် chapter 4တဲ့ပေါ့နော်ဆိုတော့စမ်းမသွားခင်ဝိညာဉ်တိုက်ပွဲပေါ့နော်ခုနအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့နည်းနည်းမြင်နဲ့အမြင်မားတာလို့ပဲပြောမယ်ဗျာနော်အဲ့နှမျိုးရှိတယ်ဒီနေ့ခေတ်မှာပထမတစ်ခုပေါ့နော်ဒီနေ့ခေတ်မှာကျွန်တော်တို့ကအရန်ကိုတက်ကျွမ်းနေတဲ့အခါမှာအရန်ကိုတော်နေတဲ့အခါမှာကျွန်တော်တို့မှာ sources တွေရှိတယ်လေနော် internet တွေဘာတွေရှိတယ်ကျွန်တော်သိနေတဲ့အခါစာတွေလည်းဖတ်နေတဲ့အခါမှာသိပ္ပံအတတ်ပညာအကျိုးအကြောင်းအချက်လက်တွေကိုကျွန်တော်တို့ကယုံကြည်တဲ့အခါမှာဝိညာဉ်တိုက်ပွဲလို့ပြောလာလို့ရှိရင်ကျွန်တော်တို့သိပြီးတော့အာယုံမလာတော့စိတ်ထဲမထဲတော့ဘူးအရန်ခင်မိသွားတယ်အဲ့ဒီဝိညာဉ်တိုက်ပွဲလို့ပြောလို့ရှိရင်အယူသီးမှုတက်တစ်ခုလို့ဒါကျွန်တော်တို့မြင်တတ်ကြတယ်ဥပမာနဲ့နတ်ဆိုးနဲ့ပတ်သက်တဲ့ရုပ်ရှင်တွေကြော်ညာတွေစသဖြင့်ကိုကျွန်တော်တို့တိတ်အလေးမထားတော့ဘူးရုပ်ရှင်တွေမှာနတ်ဆိုးနဲ့ပတ်သက်တဲ့ရုပ်ရှင်တွေကိုရုပ်ရှင်တစ်ခုလို့ entertainment တစ်ခုလို့ကြောက်တဲ့စိတ်လေးရှိဖို့အဲ့လိုသာကြည်တက်ကြတော့တယ်ဗျာနော်ဆိုတော့အရန်သိတယ်အရန်ညံကပွင့်နေတဲ့အခါမှာအဲ့ spiritual warfare အဲ့ဒါတွေကိုကျွန်တော်တို့ဝိညာဉ်တိုက်ပွဲလို့ပါလို့ဆိုလို့ရှိရင်တိတ်ပြီးတော့ခေါင်းထဲမထည့်တော့တိတ်တော့မယုံကြတော့ဘူးဒါကတစ်မျိုးမယုံတော့ဘူးနောက်တစ်မျိုးကကြတော့စန့်ကျင်ဘက်
စန့်ကျင်မဲ့နေဝိညာဉ်တိုက်ပွဲဆိုတဲ့အရာတွေကိုပဲစိတ်ထဲကရောက်နေပြီးတော့ပူပူတတိုင်းအဲ့ဒါကိုပဲအာယုံစိုက်ပြီးတော့လေစိတ်ကအဲ့ကိုပဲဝင်စားနေတဲ့အဖွဲ့တွေရှိတယ်တခုခုဆိုလို့ရှိရင်တခုခုဖြစ်လာပြီဆိုလို့ရှိရင်အရာအလုံးကဝိညာဉ်တိုက်ပွဲပဲမကောင်းတာဖြစ်ပြီဆိုတရခါစားတယ်မယ်အဲ့အဖွဲ့တွေရှိတယ်နော်အလုတ်သွားတယ်ကားပြက်တယ်ဟာဒါစားတယ်နောက်ဆက်တာပဲအိမ်သာတက်တယ်တ िश ူးကုန်သွားဒါစားတယ်နောက်ဆက်တာပဲအဖွဲ့ရှိကောက်ရှိမယ်နော်ကျမ်းမာရေးမကောက်တစ်ခါကျမ်းမာရေးမကောင်းတာစားတယ်နောက်ဆက်တာဖြစ်ပါတယ်ဒါပေမဲ့စားတော့ဝလာတယ်အသက်ရှူလို့မဝတော့ဘူးအဲ့ကျမ်းမာရေးမကောက်တာစားတယ်မယ်အသားတော့စင်ချင်လို့ရရတာနဲ့တခုခုဆိုရင်စားတယ်မယ်အဲ့ပြစ်တင်တဲ့အဖွဲတွေကလည်းရှိတယ်နော်ဆိုတော့အပြစ်လုပ်တဲ့အခါမှာအပြစ်ကိုဝန်ချတောင်းမယ်ရမယ်အစားတယ်ဝဲသွားပြီးအပြစ်တင်ပြီးတယ်အဲ့အဖွဲလည်းရှိတယ်နော်တစ်ဖက်သက်ကြီးယုံကြည်တဲ့တစ်ဖွဲ့ရဲ့မယုံကြည်တဲ့တစ်ဖွဲ့ဆိုတာရှိတယ်ကျွန်တော်ပြောချင်တဲ့အရာကဝိညာဉ်တိုက်ပွဲဘယ်လိုအရာအားလုံးကိုဝိညာဉ်တိုက်ပွဲဆိုပြီးတော့လည်းမဖြစ်စေချင်ဘူးမယုံဘူးဆိုတာလည်းမဟုတ်ဘူးဝိညာဉ်တိုက်ပွဲဆိုတာယုံကြည်ခြင်းနဲ့သက်ဆိုင်တဲ့တိုက်ပွဲတိုက်ရတယ်ဆိုတော့အဲ့တိုက်ပွဲဆိုတာတကယ်ရှိတယ်ရှိလို့ပဲရှင်ဘောလူကအိဖက်အခန်းကြီး6ထဲမှာပြောတာဖြစ်တယ်ဆိုတော့ဝိညာဉ်တိုက်ပွဲလို့ပြောတဲ့အခါမှာနူးနှစ်ဖက်ရှိတယ်တစ်ဖက်ကလူတစ်ဖက်ကစာရန်ဖြစ်တယ်တူဒီတော့ကျွန်တော်ရဲ့ကဘာဦးတဲကရန်သူဖြစ်တယ်နော်စာရန်ဖြစ်တယ်ဆိုတော့အခုနေဟမိအခန်းကြီး၄ထဲကဇလန်ကြည့်လို့ရှိရင်ကျွန်တော်တို့ရန်သူတွေရှိတယ်မလားဗီလိန်တွေရှိတယ်နေဟမိကျန်တဲ့ဗီလိန်တွေကဘာတူလဲမမိလားကဘာရောမဟုတ်ပါတဘာနော်တဘာလက်နော်စမ်ဘလက်ပြီးလို့ရှိရင်တော်ဘီပြီးလို့ရှိရင်အာရက်လူပါလဲဂေးရှင်းလာအဖွဲ့ရှိတယ်နော်ဆိုတော့အဲ့မှာတို့ကတကယ် main villain တွေပေါ့နော်ဆိုတော့အဲ့ဒီနေဟမိတဲကအခုဆိုအခန်းကြီး၄ထားပါတော့အဲ့ထဲကတော်ဘီတဘာလက်တို့ရဲ့နေဟမိနဲ့ဂျူးလူမျိုးတွေအလုတ်ကိုတားဆီးတယ်နောက်ဆက်တဲ့ပုံဟာဒီနေ့စားတယ်လူတွေကိုနောက်ဆက်ဖို့တားဆီးပုံတွေနဲ့တထရရတယ်ပဲဖြစ်တယ်ဆိုတော့အခုစင်ကျင်ကြမဲ့ကျမ်းပိုက်တွေနဲ့စာရန်ရဲ့တိုက်ခိုက်မှုဒီနေ့အဖြစ်ဝิญဉ်တိုက်ပွဲကြုံရတဲ့အခါမှာကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ဘာလုပ်သင့်လဲဆိုတာကိုကျွန်တော်တို့စင်ကျင်ရအောင်ပထမဦးဆုံးခန့်ငယ်တစ်ကနေ3ပါထို့သောငါတို့ဒီမြို့ရိုးတီချောင်းကိုစပါလက်ဒီသတင်းကြားသောအခါအလွန်ဒေါသအမျက်ထက်၍ယူဒလူတို့ကိုပြည့်ရပြုလက်အာမရှိသောထိုယူဒလူတို့သည်အဘယ်သို့ပြုကြမည်နီကိုခိုင်ခန့်စေမည်လောရစ်ပူဇော်မည်လောတနေ့ချင်းနဲ့လက်စားတက်မည်လောကျွမ်းလောင်သောကြောက်တို့ကိုအမိုက်ပုံများတဲ့ကထုတ်၍ပြုပြင်မည်လောဟုမိမိအမျိုးသားကြီးရှမာရိတက်သားရှိမှပြောဆို၏သူ့နားမှာရှိသောအာမုံမျိုးသားတော်ဘီကလည်းသူတို့တီသောကြောက်ရိုးကိုတောခွေးထိခိုက်လျင်ပြိုလဲလိမ့်မည်ဟုပြန်ပြော၏ဆိုတော့နေဟမိကဒီ Persian Empire မှာအမှဗာလဲခပ်ပဲရာဘယ်လိုဖလားတော်မူနော်အမှရှုရှန်ကနေပြီးတော့ तू ကသတင်းကြားတဲ့ခါမှာယေရုရှလင်ကိုပြန်လာပြီးတော့ဒီမြို့ရိုးကိုပြန်လဲတီဆောက်တာကိုလုံးဝမကြိုက်တဲ့အဲ့ဒီမှာရန်သူတွေရှိတယ်တဘာလက်တော်ဘီနော် RL location စရအဲ့အဓိကရန်သူတွေဖြစ်တယ်ဆိုတော့အခန်းကြီး1မှာအဲ့သတင်းစိုးသူစီရောက်လာတယ်ကျွန်တော်နော် revision လုပ်တာသတင်းစိုးရောက်လာတယ် chapter 2မှာကျတော့သူပြန်ပြီးတော့သတင်းစိုးရောက်လာတဲ့ခါဘယင်ကိုပြောပြပြီးသူပြန်ခွင့်တောင်းတယ် chapter 2မှာကျတော့သူပြန်သွားပြီးပြန်ပြီးတော့သူအဲ့ဒီမြို့ရိုးကိုစုံစမ်းစစ်ဆေးမှုလုပ်တယ် chapter 3မှာကျတော့စပြီးတော့သူတို့မြို့ရိုးကိုစတည်တယ်အဲ့မှာဘသူတွေတည်လဲဆိုတာပါတယ်အခုက chapter 4အဲ့လိုတည်တဲ့အခါမှာအဲ့မှာစတင်ပြီးတော့နောက်ဆက်မှုတွေကရှိလာပြီဆိုတော့နောက်ဆက်တဲ့အပိုင်းဖြစ်တယ်ပေါ့နော်ရက်တန်ကနေရက်တန်ဆိုတော့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ယူဒလူတွေကိုပြည့်ရည်ပြုတ်တယ်တဲ့နောက်တစ်ခုတည်ချာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာမေဂုန်းတွေကိုတွေ့ရတယ်မေဂုန်းတွေလောနီလောဆိုမေဂုန်းတွေနဲ့မေးတာဆိုတော့အားမရှိတဲ့နင်တို့တွေကဒီအလုပ်ကိုဘယ်လိုလုပ်မတော့နင်တို့လိုလူတွေကအခုမှထပြီးရစ်ပူစော်မယ်ဟုတ်လားဘာလို့ကျွန်တော်အခုမှထပြီးရစ်ပူစော်ပြောဒီလူတွေကလေအဲ့ဒီယူဒလူတွေကသူ့အိမ်ရှိမှမြို့ရိုးပြူပြက်နေတာသူတို့ဒီတိုင်းပဲထိုင်ကြည့်နေတာတော်တော်ကြားတယ်ဟိုမတိုင်ခင်ကလည်းသူတို့စူးစမ်းခဲ့ပါဒါပေမဲ့ fail ဖြစ်တယ်fail ဖြစ်ပြီးအခုနေမိပြန်လာမှသူတို့ထပြီးလောက်ကြတော်တော်ကြားတယ်ဆိုတော့အဲ့ဒီခါမှာလူတွေရန်သူတွေသူတို့ပြက်ရည်ပြူတာပေါ့နော်နင်တို့အလောက်ကပြီးပါမလားအမိုက်တွေနဲ့ဒီမှာအမိုက်တွေဆိုတာကလေ
ဥစားကျွန်တော်တို့အုတ်တွေပါဖြူလိုက်တဲ့အခါမှာအဲ့အုတ်တွေကပြိုပြီးတော့မီးလောင်နေအဲ့အုတ်တွေကိုပြောတာနော်အဲ့အမိုက်တွေဆိုအဲ့အုတ်တွေကိုပြောတာဆိုတော့ဒီအမိုက်တွေနဲ့ဒီမြို့ရိုးနန်းရံတွေကိုတကားတွေကိုနင်တို့ပြန်စောက်မလို့လားအဲ့ဒီမေးခွန်းနေနဲ့အတူတခြားလူတွေရှေ့မှာသူတို့ကိုလောင်ပြောင်းတယ်ဒါတွေမကသေးဘူးထပ်ပြောတာဒီမြို့ရိုးကိုနင်တို့စောက်တဲ့ဒီမြို့ရိုးကလေလူမပြောနဲ့ခွေးတိုက်တာတော့မှပြိုလဲသွားမှာဆိုပြီးတော့သူတို့ကိုဖြည့်ဆွက်လောင်ပြောင်းတယ်အရေးကြီးတာမေးခွန်းအဲ့ဒီမေးခွန်းနေနဲ့ယူဒလူတွေရဲ့စိတ်ထဲမှာသူတို့လုံနေတဲ့လှုပ်ရက်အခုလုံနေတဲ့လှုပ်ရက်ကိုတန်တရားဝင်သွားအောင်လှုပ်လိုက်တယ်ယူဒလူတွေဒီအမှုကိုဒီတတိုင်းကိုတိဆောက်တာလေဘယ်နှစ်ရက်နဲ့ပြီးသွားတယ်သိတယ်ဟုတ်ဘယ်နှစ်ရက်လဲ52 days right ဆို52ရက်နဲ့ပြီးသွားတာဆိုတော့ဒါပေမဲ့အခုဒီမှာသူတို့ကိုဒီမေးခွန်းနဲ့ထဲတဲ့အရာကလေယူဒလူတွေဘာမှဖြစ်မသွားတယ်မထင်နဲ့ဖြစ်သွားတယ်အဲ့ဒီနားထဲဝင်ပြီးတော့နှလုံးသားထဲကိုရောက်သွားတယ်အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့တန်တရားတွေကမွေးဖွားလာတယ် verse 10မှာဒီယူဒလူတွေကိုယ်တိုင်သူတို့နှုတ်ထဲကနေပြောလာတာငါအားနေပါတယ်ဒီအလုတ်ကပြီးမှမဟုတ်ပါဘူးငါတို့ဘေးနားမှာရှိနေတဲ့ဒီအုတ်ကြောက်ဒီအမိုက်တွေကနေငါလွဲလို့ငါတို့မှာဘာမှမရှိဘူးဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့စကားကိုသူတို့ကိုယ်တိုင်ပြောထွက်လာတာဖြစ်တယ်အဲ့ဒီတန်တရားနှလုံးသားထဲမှာမွေးဖွားလာတဲ့အခါမှာသူတို့အားငယ်သွားတယ်ဆိုတော့စာရန်ရဲ့လှုပ်ရက်သူ့ရဲ့လက်နက်ထဲကတစ်ခုတည်းတန်တရားစိတ်ဖြစ်တယ်တောက်အဲ့ဒါကိုသူထဲတာကဘာဦးတွေကနေဒီနေ့အထိအဲ့ဒီတန်တရားနဲ့သူကဒီနေ့ကျွန်တော်တို့ကိုအလုတ်လုံနေတော့မှဖြစ်တယ်ကဘာဦးကျန်အခန်းကြီး3မှာစာရန်ကလူမိမကိုလေခုနဒီလိုပဲမေးခွန်းလေးနဲ့ပဲသူစတာနော်မေးခွန်းလေးကနေမှတန်တရားဝင်သွားပြီးတော့ဖះပေါ်ဒီလူတွေတန်တရားဝင်အောင်သူလုံနိုင်ခဲ့တာဆိုတော့ကျွန်တော်တို့တွေ့ရတယ်မာသဲ၄ထဲမှာလဲခရစ်တော်ကိုစာရန်ဒီနီးတိုင်းပဲတန်တရားကိုတုံးပြီးတော့ဖျားယောင်းခဲ့တယ်အကယ်၍မင်းဟာဘုရားသားမှန်ရင်ဆိုတဲ့အဲ့တန်တရားကိုထည့်ပလိုက်တာဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေအသက်တာကိုလည်းဒီစာရန်ကဒီနီးနဲ့ပဲတိုက်ခိုက်နေတာဖြစ်တယ်ငါလိုကောင်ကအမှုတော်မြတ်မှာပါဝင်ရအောင်ငါဘာကောင်မို့လို့လဲငါဘာတက်နိုင်လို့လဲငါလိုအရက်သမားငါလိုအမှုသမားဘိန်းစားတခုဂျဘိုးကအဲ့ဒါတွေကိုစွန့်လို့ပြီးခရစ်တော်နောက်လိုက်မယ်ဆိုတာဖြစ်နိုင်တဲ့အလုံးမဟုတ်ပါဘူးဒါမှမဟုတ်လေကိုယ်တိုင်သူများလည်းလာပြောနေတာဖြစ်နိုင်တယ်ငါအင်အားမရှိပါဘူးငါမတက်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးစတဲ့တန်တရားတွေဝင်လာပြီးဆိုရင်ကျွန်တော်တို့ဖခင်အတွက်အသက်ရှင်မဲ့စိတ်ကူးကကျွန်တော်တို့ဖခင်အတွက်အသက်ရှင်မဲ့ဆိုတဲ့ plan ကထိခိုက်မှုကိုရှိလာဒါဟိုပဲစာတယ်ကလိုချင်နေတာစာရန်ကလူသားတွေဖခင်ရဲ့မြစ်တာဂရုဏာတွေကိုနဲ့ကျေးဇူးတရားတွေကိုတန်တရားဖြစ်စေချင်တာစာရန်ကလူသားတွေဖခင်ပေးတဲ့ကယ်တင်ခြင်းပေါ်မှာတန်တရားရှိစေချင်တာစာရန်ကလူသားတွေဖျားပေးတဲ့နှုတ်ကပတ်တော်အပေါ်မှာတန်တရားရှိစေချင်တာစာရန်ကလူသားတွေခရစ်တော်အဖြစ်ကိုယ့်ရဲ့ဖြစ်ခြင်းပေါ်မှာတန်တရားဖြစ်စေချင်နေတာစာရန်ရဲ့ပထမဆုံးလက်နက်တန်တရားစိတ်ဖြစ်တယ်နောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင် verse 7 to 12နော်အဲ့မှာယေရုရှလင်မြို့မြင့်၍ပြိုပြရတို့ပြင်စားပြုကြသည်ဟုတပါလဲနှင့်တောပြီးအဆရှိသောအာရလူအာမောလူအာဇုတ်လူတို့ကြားသောအခါအလွန်ဒေါသစိတ်ရှိသဖြင့်ယေရုရှလင်မြို့ကိုစစ်ချီ၍တိုက်မည်ထိုအမှုကိုဖျက်မည်ဟုတညွတ်တဲ့တိုင်ပင်ကြ၏တို့ရတွင်ငါတို့သည်ငါတို့၏ဖျားသခင်ကိုဆုတောင်း၍ရန်သူကြောင့်နှင်းညမပြတ်ကင်းဆောင်ထားကြ၏ယူဒလူအချို့ကလည်းဝန်ထမ်းသောသူတို့သည်ဒါ verse 10နော်ခုနပြောတဲ့ဥစ္စာယူဒလူအချို့တို့သည်ဝန်ထမ်းသောသူတို့သည်အားကုန်ကြပြီအမိုက်များလာ၏မြို့ရိုးပြီးစီအောင်မတက်နိုင်ကြဟုဆိုကြ၏ရန်သူတို့ကလည်းသူတို့သည်အမတ်တမဲသတိမရှိဘဲနေစဉ်တွင်ငါတို့သည်သူတို့အထဲသို့ဝင်၍လောက်ကျန်သဖြင့်ထိုအလုတ်ကိုဖျက်မည်ဟုဆိုကြ၏သူတို့နားမှာနေသောယူဒလူတို့သည်လည်းလာ၍ရန်သူတို့သည်နေရာအရက်တကတင်တို့ကိုတိုက်လာကြလိမ့်မည်ဟုငါတို့အားအထက်ထက်ဆိုကြ၏တပါလက်တောပြီးတော့ခုနကပြက်ရည်ပြူတယ်သူတို့တန်တရားတွေထည့်ပေမဲ့ဒါပေမဲ့အဲ့ဒီဥစ္စာအတွက်ကြော်လွန်ပြီးတော့သူတို့မြို့ရိုးစောက်လာတာကတဖြည်းဖြည်းနဲ့လေတဝက်လောက်ရောက်လာတယ်ဒါကိုရန်သူတွေသိတဲ့အခါပို့ပြီးတော့ဒေါသကပို့ထွက်လာတယ်ဒီမှာသတိထားကြည့်မယ်ဆိုလို့ရှိရင်ယူဒလူတွေပထမအဆင့်ကိုအောင်နိုင်ပြီးတော့ကြော်လွန်လာတဲ့အခါမှာလေပထမတော့ကတောပြီးနဲ့တပါလက်ပဲဒီမှာရန်သူတွေကပို့ပြီးတော့များလာတယ် level တက်လာလေခက်ခဲမှုရဲ့ level ကလည်းပိုလာလေဖြစ်တယ်ဆိုတော့ဒီတစ်ခါမှာရန်သူတွေကဘာလောက်ကြတယ်လဲဆိုတော့ဘာပြောတယ်လဲဆိုတော့စစ်ချီပြီးတိုက်မယ်ဖျက်ဆီးမယ်သူတို့တတိမမူတဲ့အချိန်မှာအထဲကိုဝင်ပြီးကြမ်းစီမယ်တ
တက်ဖြတ်မယ်ဆိုပြီးကြံကြတယ်တနည်းအားဖြင့်ပြောရရင်အသက်အန္တရာယ်ကိုချိန်ချောက်တယ်ဒီမှာဘာကိုမြင်ရလဲဆိုတော့အဲ့ဒီကြောက်ရွံ့တဲ့စိတ်ဖြစ်အောင်ရန်သူတွေကလုံနေတာကိုတွေ့ရတယ်ဆိုအဲ့ဒီကြောက်ရွံ့တဲ့စိတ်ကြောင့်ပဲခုနတန်တရားစိတ်တွေပြန်ဝင်လာပြီးတော့ယူဒလူအချင်းချင်းတဲမှာနေမယ်နင်တို့ကိုသူတို့လာတိုက်မှာနော်ဆိုတဲ့အဲ့စကားကအချင်းချင်းထဲမှာတွေဖြစ်သွားတယ်အပြင်ကတိုက်ခိုက်မှုကအထဲကိုရောက်လာတဲ့ကအချင်းချင်းကြားထဲမှာ virus တစ်ခုလိုပြန့်သွားအဲ့ဒီကြောက်ရွံ့မှုကြောင့်ဆိုတော့ကြောက်ရွံ့ဖို့အတွက်6လန့်ခြင်းဟာစာရန်ရဲ့နောက်ထပ်လက်နက်တစ်ခုဖြစ်တယ်အသက်အန္တရာယ်နာကျင်မှုသေကြေခြင်းကွဲခြင်းစတာတွေကျွန်တော်တို့လူတွေကြောက်တဲ့အရာတွေပါအသက်အန္တရာယ်ကိုချိန်ချောက်ပြီးတပားသူရဲ့ကြောက်ရွံ့စိတ်ကိုအခွင့်ကောင်းယူပြီးချုပ်ချယ်ထိန်းချုပ်နေတဲ့လူတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတယ်ရုပ်ရှင်ထဲမှာလည်းကျွန်တော်တို့တွေ့ဘူးတယ်နော်ဆိုတော့စာရန်ကလူတွေရဲ့အားနည်းချက်ကိုသိပြီးတော့အဲ့ဒီအားနည်းချက်တွေကမှကြောက်ရွံ့စိတ်ကိုဖြစ်အောင်လုပ်ပြီးလူတွေကိုအနိုင်ယူနေတာဆိုတော့ကြောက်စိတ်ကနေလူတွေကဘာကိုဖြစ်လာတယ်လဲဆိုတော့ရဲရင်တဲ့စိတ်ကညော့နေပြီးတော့အရှုံးပေးတဲ့စိတ်ကဖြစ်လာကြောက်စိတ်ကကျွန်တော်တို့လုံနိုင်စွမ်းကိုအများကြီးထိခိုက်တယ်ကြောက်စိတ်ကကျွန်တော်တို့ရဲ့ငြိမ်သက်ခြင်းကိုခိုးယူတယ်အဲ့ဒီကြောက်ရွံ့တဲ့စိတ်ကြောင့်ပဲကျွန်တော်တို့ရဲ့ mindset မှာ negative thought တွေပဲမကောင်းတဲ့စိတ်တွေမြင်လာတယ်ပိုပြီးအရေးကြီးတာကအဲ့ဒီကြောက်ရွံ့တဲ့စိတ်ကယုံကြည်ခြင်းကိုအားနည်းစေတယ်အဲ့ဒီကြောက်စိတ်ကြောင့်ယုံကြည်ခြင်းနဲ့ကျွန်တော်တို့လမ်းရမယ့်ခြေလမ်းတွေမစနိုင်တာတွေဖြစ်တယ်အဲ့ဒီကြောက်ရွံ့တဲ့စိတ်ကြောင့်ဒုက္ခိတတယောက်လို့လေဘာမှမလုပ်နိုင်ဘာမှမလုပ်ချင်ဘာမှမကင်နိုင်ချင်အဲ့ဒါဖြစ်နေတာကိုစာတန်ကအယံကိုသဘောကျတာဆိုပထမတစ်ခုကတန်တရားစိတ်နောက်တစ်ခုကကြောက်ရွံ့တဲ့စိတ်နောက်ထပ်လက်နက်တစ်ခုစာတန်သုံးတဲ့အရာဆိုတော့ဒီအခန်းငယ်နှစ်မှာတပါလက်နဲ့တောပြီးတော့သူတို့ပြောတဲ့အရာကဒီအမိုက်ပုံကနေနင်တို့စောင့်မလို့လားအဲ့ဒါကလေလိန်လေလက်ဖြားစကားဖြစ်တယ်ဒီကြောက်ပုံဒီအမိုက်တွေနဲ့နင်တို့ကပြန်စောင့်မလို့လားနင်တို့ရဲ့ကြောက်တွေနင်တို့ရဲ့အုပ်ပုံတွေကိုကြည့်အောင်မီးလောင်ကျွမ်းသွားပြီသုံးလို့မရတော့ဘူးခံမှာမဟုတ်ဘူးခွေးထီတော့တိုက်မဲ့အရာဖြစ်တယ်ဆိုပြီးတော့သူတို့ပြောတယ်ဒါလိန်လေလက်ဖြားတာခုနကျွန်တော်တို့ဒီမှာ verse 7မှာဆိုရင်ယေရုရှလင်မြို့ရိုးမြင့်၍ပြိုပဲရာတို့ကိုပြင်စားပြုကြဘာပြောလဲဆိုတော့တဖြည်းဖြည်းနဲ့တက်လာတာကိုပြောတာဒီအမိုက်ကနေပဲသူတို့စားပြီးတော့လှုပ်လာတဖြည်းဖြည်းတဝက်လောက်တက်လာပြီဟေးသူတို့ပြောတဲ့အဲ့ဒီအမိုက်ဆိုတဲ့ဒီအုပ်တွေဒီကြောက်တွေကအရန်အသုံးဝင်တယ်အဲ့ဒါတွေနဲ့အခုမြို့ရိုးကတော်တော်လေးကိုတက်လာပြီအမိုက်ကနေပဲသူတို့လူရန်သူတွေပြောဒီအမိုက်ကနေပဲပြန်လည်ပြုပြင်မှုကိုပြုခဲ့တာ rebel လို့သုံးတယ်ပေါ့နော်အင်္ဂလိပ်လိုမှာဆို rebuilding from rebel ဒီကြောက်တုံးအဟောင်းတွေဒီအုပ်အဟောင်းတွေအဆင်ပြေတယ်အသုံးဝင်တယ်ဒါပေမဲ့ဒီကြောက်တုံးတွေအုပ်ခဲတွေအသုံးမဝင်ပါဘူးလို့မြင်အောင်တပါလက်နဲ့တောပြီးတော့လိမ့်တယ်ဒီလိုပဲကျွန်တော်တို့သင်တို့အသက်တာမှာအရင်ကကြာရှုံးခဲ့တာတွေကိုသင်ခန်းစာယူပြီးတော့ပြန်ကုန်းယုံမထနိုင်အောင်စာတန်ကလည်းလိမ့်လေလက်ဖြားနေတယ်လိမ့်လေလက်ဖြားမှာပေါ့သူ့ရဲ့တခြားသောနာမည်ကဘာလဲဆိုတော့ fathers of lies နော်မူတာရဲ့ဖခင်ကိုအသက်တာကိုအိမ်တော်မိသားစုအလုပ်အသင်းတော်ကိုဖခင်ဘုံပြန်ထင်ရှားအောင်ငါကပြန်ပြီးပြုပြင်ပြောင်းလဲမှုလုပ်နေချိန်မှာစာတန်ကလည်းမလုပ်မိအောင်မူတာတွေဇက်တိုက်တွတ်သွင်းနေတာတီးတိုးရေရွတ်နေတာအသက်တာကိုပြောင်းလဲမလို့လားအရန်ခက်တယ်နော်မလုပ်ပါနဲ့ဒီတိုင်းလေးသာအသားလေးနေလိုက်စမ်းပါအိမ်တော်အစီမပြေတဲ့ချိန်လေဒီမိန်းမတော်တော်အတကြီးတာပဲဒီမိန်းမတော်တော်စကားများတာပဲခောက်ထားလိုက်နော်ကလေးတွေတဲ့ပြုတ်တူးဖြစ်နေချင်ကလေးတွေကိုဦးစားပေးအာယုံခောက်အဲ့ကလေးတွေကြောင့်ဘဝကိုနောက်ဆက်မခံနဲ့ခောက်ထားလိုက်သူတို့ခောက်ထားလိုက်အသိတော်နဲ့ပတ်သက်လာတဲ့ကိစ္စမင်းအသိတော်မင်းကြည့်ဟုတ်အကုန်အတင်းဖြင်းပြောတဲ့လူတွေကြီးပဲဘယ်သူမှမယုံနဲ့ဘုရားကြောင့်လည်းမသွားနဲ့တော့အေးဆေးလေးအိမ်မှာနှက်နေလိုက်တော့နော်ယောဂတခုခုဖြစ်နေချိန်ဆိုလို့ရှိရင်စိုးရိမ်နေတဲ့ချိန်ဆိုလို့ရှိရင်ဟုတ်တယ်လားဒီယောဂကြောင့်မင်းသေတော့မှာမင်းဘုရားမချစ်လို့မင်းကိုပေးတာစသဖြင့်အဲ့ဒီတော့တယ်လေအဲ့ဒီလိမ့်လေလက်ဖြာမှုတွေစားရင်တောက်ရိုက်
တောက်လျှောက်အဲ့လိန်လေလက်ပြမှုတွေထည့်နေတာအဲ့စားသောလိန်လေမှုပေါင်းများစွာနဲ့ကျွန်တော်တို့ဘဝကျွန်တော်တို့ယုံကြည်ခြင်းမရှိတော့အောင်ဖခင်ပေါ်မှာယုံကြည်ခြင်းမျိုးစားရခိုးယူနေတာလိန်လေလက်ပြမှုပေါင်းများစွာနဲ့အသက်တာမှာငြိမ်သက်ခြင်းကင်းမအောင်စားတယ်ငါလှုပ်တဲ့ဆိုတော့ဒီ၃ခုစားရရဲ့လက်နဲ့၃ခုပထမတစ်ခုကတန်တရားစိတ်ဒုတိယတစ်ခုကကြောင်ရည်နဲ့စိတ်တတိယတစ်ခုကလိန်လေလက်ပြခြင်းနော်၃ခုဒါစားရရဲ့လက်နဲ့ဖြစ်တယ်အဲ့ဒီအခါမှာစာတန်အဲ့လိုရန်သူတွေအဲ့လိုလှုပ်တဲ့အခါမှာရန်သူတွေရဲ့တိုက်ခိုက်မှုပေါ်နေဟေမိကပြန်လဲတုတ်ပြန်မှုကလည်းဒီနေ့ကျွန်တော်တို့ဝိညာဉ်တိုက်ပွဲသို့မဟုတ်ယုံကြည်ခြင်းအတွက်ဒီစာမွေးပွဲတွေခက်ခဲမှုတွေကိုကြော်ဖြတ်နေရတဲ့အခါမှာနေဟေမိရဲ့တုတ်ပြန်မှုကျွန်တော်တို့အတူယူစရာဖြစ်တယ်ပထမတစ်ချက်နေဟေမိဘာလုပ်လဲဆိုတော့ဆုတောင်းခြင်းကိုသူပြုတယ်Chapter 1 အစမှာကလေးကဆုတောင်းတဲ့နေဟမိဒီ Chapter 4အထိလည်းဆက်လက်ဆုတောင်းနေတော့ပဲဆုတောင်းခြင်းကသူ့ရဲ့နောက်ဆုံးပြုတဲ့လုပ်ရမဟုတ်ဘူးမစခင်တည်းကသူကဆုတောင်းခြင်းကိုစပြုတာဆုတောင်းခြင်းသူအစအဦးဆုံးသူလုပ်တဲ့အရာဖြစ်တယ်ကျွန်တော်တို့အသက်တာမှာလည်းဆုတောင်းခြင်းကိုကျွန်တော်ပေါ့ပေါ့တည်တည်ထားလို့မရဘူးအရန်ကိုအရေးကြီးတာနေဟမိကိုအတူယူရမယ်ဝိညာဉ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ရှင်ပေါလုကအိဖက်အခန်းကြီး6ထဲမှာပြောတာအဲ့ဆက်ဖက်သွားမယ်အဲ့နောက်နားလေးမှာရှင်ပေါလုဘာပြောလဲဆိုတော့ကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြလော့ဆုတောင်းကြလော့ဝိညာဉ်တိုက်ပွဲကိုအောင်မြင်ခြင်းဆုတောင်းပါယုံကြည်ခြင်းစာမွေးပွဲတွေကျွန်တော်တို့ကြော်လွှားခြင်းဆုတောင်းပါသခင်ခရစ်တော်ကိုယ်တိုင်တော်မှာဆုတောင်းခြင်းနဲ့ပဲအားယူခဲ့ရတယ်မာသဲခန်းကြီး26မှာဂေဒရှိမဲဥယျာဉ်မှာအသက်ဘေးကြုံရတဲ့အခါမှာစိတ်နှလုံးမငြိမ်မသက်ဖြစ်တယ်လို့ပြောတယ်အဲ့ဒီမှာသခင်ခရစ်တော်ဘာလုပ်လဲဆိုတော့ခမဲတော်နဲ့တော့အချိန်ယူပြီးခမဲတော်ထဲမှာသူဆုတောင်းတယ်အဲ့ဒီဆုတောင်းခြင်းနဲ့ပဲခက်ခဲခြင်းကိုသူကြော်လွှားခဲ့ရတယ်ဆုတောင်းခြင်းဒီခရစ်တော်နေဟေမိတို့အတွက်အရေးကြီးသလိုကျွန်တော်တို့အတွက်လည်းနေ့ရက်တိုင်းမှာမဖြစ်မနေလုပ်ရမယ့်အရာဖြစ်တယ်လုပ်ရဖြစ်တယ်ဖခင်နဲ့အဆက်အသွယ်ရှိခြင်းဖခင်ထံအမြဲတမ်းဆုတောင်းခြင်းဒီဝိညာဉ်တိုက်ပွဲအပြင်အခြားသောကျွန်တော်တို့ရဲ့ကဏ္ဍများကိုငြိမ်သက်ခြင်းကိုပေးနိုင်သောလုပ်ရတစ်ခုဖြစ်တယ်အဲ့ဒီလုပ်ရဒီကျွန်တော်တို့ခုနတိုက်ပွဲဝင်နေရတဲ့အခါမှာကျွန်တော်တို့ကပြန်လဲခုခံတဲ့လက်နက်ဖြစ်စေပါဆုတောင်းခြင်းဒီအသက်တာမှာအမြဲတမ်းအရင်ဆုံးကိုလှုပ်တဲ့ကိုယ့်ရဲ့လှုပ်ရဖြစ်စေပါဒုတိယတစ်ခုရန်သူတွေထိုးနှက်တဲ့အခါမှာနေဟေမိလှုပ်တဲ့အရာကသူ့အပါဝင်သူ့လူမျိုးတွေကိုတစ်ဖက်ကအလုတ်လှုပ်ကြပြီးတော့လက်တစ်ဖက်မှာတော့လက်နက်ကိုကင်ထားစေတယ်အလုတ်လဲလှုပ်နေရင်နဲ့လက်နက်တစားကိုယူတင်ဝတ်ဆောင်ထားတယ်နေ့အချိန်မှာအလုတ်လှုပ်တယ်ညမှာသူတို့ကင်းဆောက်တယ်ကျမ်းစာအလိုပြောထားတယ်သူတို့အလုတ်လုံနေတော့ရန်သူကလာတိုက်တဲ့အခါမှာပြန်ပြီးတော့တားဆီးခုခံကာကွယ်နိုင်ဖို့အသင့်အနေထားကိုပြင်ဆင်ထားတာကိုတွေ့ရတယ်သူ့လူတွေကိုသတိဝရိယနဲ့ရှိနေစေခဲ့တယ်ရှင်ပေါလုဒီလည်းအေဖက်6ထဲမှာပဲယုံကြည်သူတွေကိုထိုကဲ့သို့သတိဝရိယအနေအထားနဲ့ပြင်ဆင်နေကြဖို့အေဖက်6ထဲမှာပဲပြောထားတယ်ဖျားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝတ်ဆင်ကြလော့ဆိုတော့အဲ့ဒီလက်နက်စုံကပါလဲကယ်တင်ခြင်းတန်ခမောက်ဖြောင့်မခြင်းရေအုပ်တစားယုံကြည်ခြင်းတိုင်းလွှာအင်္ဂလိပ်ခြေစွပ်တစ္ဆာကပတ်ညာဝိညာဉ်တော်နှုတ်ကပတ်တော်ဆိုတဲ့ဝိညာဉ်ရဲ့ဓာနော်အဲ့ဒါတွေဆိုတော့ဝိညာဉ်တိုက်ပွဲလို့ခေါ်တယ်စာတန်ထိုးနှက်မှုတို့ကျွန်တော်ခံနိုင်ရရှိအောင်ဒါဘုရားသခင်ယုံကြည်သူတွေကိုပြင်ဆင်ထားပေးတဲ့ဝတ်စုံဖြစ်တယ်အဲ့ဒီဟာတွေဝတ်ဆင်ထားပြီးတော့တတိနဲ့ခုခံကာကွယ်တဲ့အနေအထားမှာရှိနေရမယ်ဒါနဲ့လေဒီအဟာကလေကျွန်တော်တို့ဒါက defensive mode နော် not attacking mode because ကျွန်တော်တို့စာရုံသွားတိုက်ခိုက်လို့မရဘူးကျွန်တော်တို့စာတိုက်ခိုက်လို့ကျွန်တော်တို့ကကာကွယ်ရမှာပဲရှိတယ်နော်နောက်ထပ်ကျမ်းစာထဲမှာလည်းပြောထားတယ် flee from evil လို့ပြောထားတယ်flee အဲ့လိုမျိုးကြုံလာလို့ရှိရင်ရှောင်ပါကျမ်းစာပြောတာဘာလို့လဲကျွန်တော်တို့ကိုယ်နဲ့သွားစားတော့ဟေးသွားလို့မရဘူးเนาะကျွန်တော်တို့ကခုခံကာကွယ်ဖို့ပဲအဲ့ဒီဖခင်ရဲ့ဝတ်စုံကိုပေးထားတာစာရန်ကိုခြေမုံမဲ့လူကတူးတဲ့သောပုဂ္ဂိုလ်တစ်ပါးပဲရှိတယ်
ခေါင်းကိုဖနှောက်ခြေမဲ့သူကခရစ်တော်တပါးရီသာဖြစ်တယ်နော်ဆိုတော့ဖျားပြင်ဆင်ပေးတဲ့ဝတ်စုံကိုယူတင်ဝတ်ဆင်ရအောင်နေ့ရက်စဉ်တိုင်းမှာဒါဒုတိယနေဟေမိရဲ့ response ဖြစ်တယ်တတိယတစ်ခုနေဟေမိ response နောက်တစ်ခုကသူဘာပြောလဲဆိုတော့ရန်သူတို့ကိုမကြောက်ကြနဲ့ကြီးမြတ်၍ကြောက်မွဲ့ဖွယ်ဖြစ်တော်မူသောထာဝရဘုရားကိုအောက်မေ့ကြလော့တဲ့ဖျားသခင်ဒီဘလို့ဖျားဖြစ်လဲဆိုတာကိုသူ့လူတွေကိုသူပြန်ပြီးတော့တတိယစေတယ်အဲ့ဒါကိုတတိယဖို့အတွက်ပြန်ပြီးတော့တတိပေးတယ်ဆိုရန်သူကချင်းချောက်တဲ့အခါကြောက်ရွံ့နေတဲ့လူမျိုးတွေကိုကြောက်စရာကောင်းတဲ့ရန်သူထက်ပိုကြောက်စရာကောင်းတာကဖျားဖြစ်တယ်ဆိုတော့သူပြန်တတိပေးတယ်ကြုံနေရတဲ့အခက်ခဲပြဿနာတွေထက်ဖျားကပိုကြီးမြတ်တယ်ဆိုတာကိုပြန်တတိပေးတယ်ဘလို့အခြေအနေမျိုးပါပဲဖြစ်စေငါကိုးကွယ်သောဖျားသည်ဘလို့ဖျားဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်တတိရနေဖို့အယံကိုအရေးကြီးပါတယ်ထာဝရဘုရားသည်ဖန်ဆင်းရှင်ဖြစ်တယ်ထာဝရဘုရားသည်အလုံးစုံသိတယ်ကျွေးမွေးပြုစုစောင့်ရှောက်သောအရှင်ဖြစ်တယ်တရားစီရင်သောသူကျွန်တော်တို့ရဲ့ကွယ်ကာယကြောက်ဖြစ်တယ်မေတ္တာရှင်ဖြစ်တယ်ငါ့ကိုချစ်သောဘုရားရှင်လည်းဖြစ်တယ်သားတော်အသွေးနဲ့ငါဝိညာဉ်ကိုဝယ်ယူထားတာဘုရားရှင်ဖြစ်တယ်ဒီဖျားသည်ငါပျက်စီးရရောက်ဖို့မလိုလားဘူးငါကြုံနေရတဲ့ခက်ခဲမှုကိုဒီဖျားဖြေရှင်းပေးနိုင်တယ်ငါဖျားသည်ငါကြုံသောပြဿနာတွေကြီးမြတ်သောဖျားရှင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့သတိရနေရမယ်ဓမ္မရာဇဝင်စတုစာဆောင်အခန်းကြီး6မှာအေလိရှဲနဲ့သူ့ရဲ့ဂျုံနေနော်ဆိုတော့ဘုရင်ကဖမ်းမှုလာတဲ့အခါမြို့တစ်မြို့လုံးသူ့ရဲ့စစ်တပ်နဲ့ဝိုင်းထားတယ်အဲ့ဒီမှာအဲ့ဒီဂျုံကကြောက်နေပြီအလုပ်ပါဦးဘာလုပ်ကြမလဲအဲ့လိုစိုးရွံ့တဲ့အခါမှာအေလိရှေကပြောတယ်မကြောက်နဲ့ပြီးတော့သူဖျားစီဆုတောင်းတယ်ဖျားခင်ဒီလူရဲ့မျက်လုံးကိုဖွင့်ပေးပါဆိုပြီးတော့ဖျားကလှုပ်ပေးတဲ့အခါ तू ဘာမြင်လဲဆိုတော့ဘုရင်ရဲ့စစ်တပ်တွေတော့ပို့ပြီးတော့ကြီးမားတဲ့ဖျားရဲ့စစ်တပ်ကိုတွေ့လိုက်ရတဲ့အခါမှာ तू တော်တော်တုန်လှုပ်သွားတယ်အဲ့လိုကြီးမြတ်သောဖျားသခင်ဒီကျွန်တော်နဲ့သင်တို့ဘက်မှာရှိနေတဲ့အခါမှာကျွန်တော်တို့ရဲ့တခြားတစ်ဖက်မှာဘယ်သူကနေနိုင်မှာတော့ If God is for us, who can be against us? ဖျားသခင်ရဲ့တတ်နိုင်ခြင်းကိုအောက်မေ့သတိရတဲ့အခါစာရန်ယံကိုကြောက်နေရမယ့်နေရာမှာဖျားကိုမျော်လင့်စရာဖြစ်လာတယ်။အောင်နိုင်ဖို့အတွက်အင်အားဖြစ်လာတယ်မျော်လင့်စရာဖြစ်လာတယ်။ရှောဝိညာဉ်တိုက်ပွဲယုံကြည်ခြင်းအတွက်တိုက်ပွဲဝင်နေရတဲ့အခါမှာယုံကြည်ခြင်းစာမှုပွဲကိုဖြေနေရတဲ့အခါမှာကျွန်တော်တို့ဒီနေဟမိကဲ့သို့ဒီ၃ချက်ကိုကျွန်တော်ပြန်ချုပ်ချင်တယ်နော်၃ချက်ပထမတစ်ချက်ဆူတောင်းအောင်မယ်ဒုတိယတစ်ချက်ဖျားရဲ့ဝတ်စုံကိုဝတ်ဆင်ရမယ်တတိယတစ်ချက်ဖျားကဘလို့ဖျားဖြစ်လဲဆိုတော့ကျွန်တော်တို့တတိယနေရမယ်အဲ့၃ချက်နော်တင်းတော်ထဲမှာရှိနေတဲ့ဆရာသမားတွေညီကောင်မောင်နှမတွေကျွန်တော်တို့ဒီနေ့အသင်းတော်ထဲမှာတချို့သောမိသားစုဝင်တွေတချို့သောလူတွေဒီဝိညာဉ်တိုက်ပွဲကိုဝင်နေရတယ်အယမ်းမလွယ်တဲ့ခက်ခဲကြီးမားတဲ့ဒီပြဿနာကိုကြော်လွှားနေရတဲ့လူတွေတချို့ရှိတယ်တယောက်ချင်းတော့၎င်းမိသားစုချင်းတော့၎င်းရှိတယ်အဲ့ဒီဝိညာဉ်တိုက်ပွဲဘာလို့ဝင်နေရလဲဆိုတာသိလားဘာလို့လဲဆိုတော့သင်ကခရစ်တော်ကိုရွေးချယ်ပြီးသူ့အတွက်အသက်ရှင်မယ်ငါယုံကြည်ခြင်းကိုငါပြန်တည်ဆောက်မယ်လောက်ရတိုင်းမှာဖခင်ဘုန်းတော်ထင်ရှားအောင်ငါပြန်နေမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ကိုသင်ချထားခဲ့လို့ဖြစ်တယ်ဖခင်ကိုငါရဲ့ကယ်တင်ပါရှင်ဖြစ်ဆိုပြီးတော့အဲ့ရွေးချယ်လိုက်တဲ့နေ့ကစပြီးတော့အဲ့စာတန်ကလည်းနေ့ရက်စဉ်ထဲမှာနောက်ဆက်နေတာဖြစ်တယ်အဲ့တိုက်ပွဲဝင်နေရတာဖြစ်တယ်အဲ့ဒီသင်ဆုံးဖြတ်ချက်ကိုစာရန်မကြိုက်ဘူးအဲ့ဒီဆုံးဖြတ်ချက်တန်တရားစိတ်ကြောက်စိတ်ဝင်အောင်လိမ်လည်ပြီးတော့သင်ဖျားအတွက်အသက်ရှင်မဲ့ဆိုတဲ့စိတ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုဒီပုဂ္ဂိုလ်ကဖျက်ဆီးချင်တာဒီပုဂ္ဂိုလ်ကတတ်ချင်တာအဲ့ဒီစိတ်ကိုတဖြည်းဖြည်းနဲ့မေးမိန်ပြီးတော့လုံးဝပျက်စီးသွားအောင်သူကလှုပ်ချင်နေတာဖြစ်တယ်ငါရဲ့ဆွဲလန်းမှုတွေအခိုးလုံနေတဲ့အရာတွေငါဖះမကြိုက်တဲ့အလုပ်ကိုငါလုပ်ရက်ကရက်မယ်ငါဖះစီပြန်သွားမယ်ငါမိမဒါမို့ငါယောက်ျား
ငါခင်မိုးရှိမှာဖះရှိမှာငါသစ္စာပြုခဲ့တဲ့အရာတွေကိုငါပြန်သတိရပြီးတော့ငါမိသားစုကိုငါပြန်တည်ဆောက်မယ်ငါသားသမီးတွေဖះကိုတည်အောင်သူတို့ကိုငါပြန်ပြီးတော့အချိန်ပေးသွန်သင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့လုပ်ရက်တွေဒီပေါ်သေးသေးလုပ်ရက်မဟုတ်ဘူးကျွန်တော်တို့ခုနဖတ်ခဲ့တဲ့ကျမ်းကျက်အတူလေးအလုတ်ဒီကြီးကျယ်လာ၏နေဟေမိတို့ယူဒလူတို့အခုပြန်ပြီးတော့ပြန်လဲတည်ဆောက်နေတဲ့အရာဒီအရန်ကြီးကျယ်သောအလုပ်တစ်ခုဖြစ်တယ်အဲ့ဒီလိုပဲအခုသင်နဲ့ကျွန်တော်ဒီမှာရှိတဲ့လူတချို့ဖျားအလိုရှိတဲ့အသက်တာကိုပြန်လဲတည်ဆောက်မယ်ဆိုတဲ့ဆုံးဖြတ်တဲ့လုပ်ရက်ဒီပေါ်သေးသေးအလုပ်မဟုတ်ဘူးဖျားလိုရှိတဲ့အသက်တာမှာအသက်ရှင်ဖို့ဆိုတာခက်တယ်ဒါပေမဲ့ငါရအောင်ငါလုပ်မယ်ငါအိမ်တော်မပြိုကွဲစေရဘူးဖျားခွန်အားနဲ့ငါပြန်တည်ဆောက်မယ်ငါကလေးဖျားမသိဓမ္မမသိတမန်တရားမသိကြီးပြင်းလာတဲ့အသက်တာငါမလို့ချင်ဘူးအခုငါသူတို့ကိုပြန်အချိန်ပေးပြီးတော့တုံတင်မယ်အခုငါကိုဖျားစကားပြောနေပြီငါဘဝကိုငါပြန်ပြုပြင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူပါလာတဲ့လောက်ရက်သည်ကြီးကျယ်ခမ်းနားသောလောက်ရက်ဖြစ်တယ်အဲ့ဒီလိုကြီးကျယ်တဲ့အလုပ်ကိုလုပ်နိုင်ဖို့လေသင်ရဲ့တစ်ဖက်မှာအာကြီးသောဖျားရှိပါတယ်ငါမထိုက်တန်ပါဘူးငါမလုံနိုင်ပါဘူးလို့တန်တရားဝင်လာရင်လေကားတိုင်းမှာသင်အတွက်သုံးခဲ့တဲ့ခရစ်တော်ရဲ့အသွေးနဲ့ကယ်တင်ခြင်းသည်သင်ကိုဖြောင့်မတ်စေတဲ့လူတစ်ယောက်ဖြစ်စေခဲ့ပြီဆိုတာကိုသတိရပါအဲ့ဒီသင်ရဲ့ယံသူကိုခရစ်တော်တရက်မှာခြေမုံလိုက်မယ်ဆိုတာသတိရပါအဲ့ဒီကြီးကျယ်ခမ်းနားတဲ့အလုပ်ဘယ်ကစမယ်ဆိုပြီးမသိတဲ့အချိန်ကျရင်ဝိညာဉ်တော်ကိုအားကိုးပါဝိညာဉ်တော်လမ်းပြပါလိမ့်မယ်You just have to make the decision and live. ဒါကြောင့်မလို့စားတဲ့နောက်ဆက်တိုက်ခိုက်တဲ့အဲ့ဒီတန်တရားစိတ်ကြောက်စိတ်အဲ့ဒီလိမ့်လေလက်ဖြောင်းမှုတွေကိုကြုံတွေ့နေရပြီဆိုရင်ဒီချုံနေနဲ့ပထမတစ်ခုဆူတောင်းပါဒုတိယတစ်ခုဖျားပြင်ဆင်တဲ့ဝတ်စင်ကိုဘုရားတတိယတစ်ခုဖျားရဲ့ကောင်းမြတ်ကြီးကျယ်ခြင်းတွေသင်အခုကြုံနေရတဲ့အရာတွေတာ၍ကြီးမြတ်တယ်ဆိုတာပြန်လည်သတိရပါအရောက်ချင်းစီတိုင်းမှာဖျားသင်ကောင်းကြီးမင်္ဂလာတာ၍ရှိပါစေ